တနေ့မှာတော့ဘီလီယံနာ CEO ကြီးဟာလမ်းလျှောက်ထွက်ရင်းရုတ်တရက်နှလုံးရက်သွားခဲ့ပါတယ်။ကံကောင်းချင်တော့ဆေးပညာကျွမ်းကျင်တဲ့မိန်းကလေးတစ်ယောက်ကဒါကိုမြင်သွားပြီးသူ့ကိုကယ်တင်ဖို့အပြေးလွှားရောက်လာခဲ့တာပေါ့။မိန်းကလေးက CEO ကြီးရဲ့အင်ဂျီကိုဆွဲဖွင့်လိုက်ပြီးသူ့ရဲ့လက်မောင်းကိုအားနဲ့ရိုက်ချလိုက်ပါတယ်။ဘေးကလက်ထောက်ကတော့ဒီမိန်းကလေးဟာတထေးကြီးကိုရန်ပြုနေတယ်လို့အထင်မှားပြီးတားဆီးဖို့လုပ်နေတော့မှပဲ CEO ကြီးဟာသတိပြန်လည်လာပါတော့တယ်။အမျိုးသားဟာသတိရလာပြီးမိန်းကလေးရဲ့မျက်နှာကိုတေးသေးချာချာမြင်လိုက်ရတဲ့အခါမှာတော့ရှေ့ကစိတ်ထားဖြူစင်တဲ့မိန်းကလေးပေါ်ချက်ချင်းပဲဆွဲလန်းသွားခဲ့ရပါတယ်။မိန်းကလေးကသူမရဲ့ရှေးဦးသူနာပြုနည်းဟာနည်းနည်းတော့ကြမ်းတမ်းပေမဲ့ထိရောက်မှုရှိတယ်လို့ပြောပြပါတယ်။ CEO ကြီးကလည်းကျေးဇူးတင်စကားပြောရင်းသူမကိုကျေးဇူးဆက်ဖို့အတွက်ငွေဘယ်လောက်လိုချင်လဲလို့မေးမြန်းခဲ့တာပေါ့။ဒါပေမဲ့မိန်းကလေးကတော့သူမဟာငွေကိုမမတ်မောကြောင်းညှင်းဆိုခဲ့ပါတယ်။ဒါကြောင့် CEO ကြီးကနောက်တစ်ချိန်မှာတခုခုအကူအညီလိုရင်းအာမနာပဲပြောနိုင်ဖို့သူ့ရဲ့လိပ်စာကတ်ကိုပေးခဲ့ပြီးခက်ခဲတာရှိရင်ဖုန်းဆက်ဖို့မှာကြားကထွက်ခွာဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘေးကလက်ထောက်က CEO ကြီးရဲ့အဖိုးဖြစ်သူဟာမြေဖြစ်သူရဲ့အိမ်တော်ရေးအတွက်စိုးရိမ်နေပြီးအတင်းအကျပ်ချင်းတွေ့ခိုင်းနေတဲ့အကြောင်းသတိပေးလိုက်ပါတယ်။ဒါပေမဲ့ CEO ကြီးကတော့ပတ်စံမဲ့မှတ်တဲ့မိန်းကလေးတွေကိုလုံးဝသဘောမကျပါဘူး။တထေးကြီးကဇနီးလောင်းရှာနေတယ်ဆိုတာကိုကြားလိုက်ရတဲ့အခါမှာတော့မိန်းကလေးကပြုံးပြုံးလေးရှိတိုးလာပြီးသူမကိုသူမဇနီးလောင်းအဖြစ်တိုက်ရိုက်ပဲအဆိုပြုလိုက်ပါတော့တယ်။ CEO ကြီးကမိန်းကလေးဟာတက္ကသိုလ်ကျောင်းသူလေးပဲရှိသေးတာကြောင့်အသက်အရွယ်ကွာဟချက်ကကြီးလွန်းတယ်လို့ယူဆပြီးညှင်းဆိုဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကသူမဟာငွေကြောင့်လက်ထပ်ချင်တာမဟုတ်ပဲအခုလက်ရှိမိသားစုစီကနေရုံထွက်ချင်လို့ပါလို့ဆိုပါတယ်။တကယ်တော့သူမဟာအခုလက်ရှိမွေးမိခင်ရဲ့မွေးစားခြင်းခံထားရတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။သူမရဲ့မွေးစားမိခင်ဟာသူမကိုလုံးဝမချစ်တဲ့အပြင်ပတ်စံရဖို့အတွက်ဆေးရုံမှာခဏခဏသွေးသွားလူခိုင်းလေးရှိပါတယ်။အလွန်အကျွံသွေးလူခဲ့ရတာကြောင့်ကောင်မလေးဟာအားအင်ကုန်ခံပြီးပင်ပန်းနွမ်းနယ်နေတဲ့ခန္ဓာကိုယ်နဲ့အိမ်ပြန်ရောက်လာတဲ့ခါမှာတော့မွေးစားမိခင်နဲ့သူမရဲ့မောင်လေးတို့ပြောနေတဲ့စကားတွေကိုကြားလိုက်ရပါတယ်။တကယ်တော့သူမဟာမူလကချမ်းသာတဲ့မိသားစုကဆင်းသက်လာသူဖြစ်ပေမဲ့မွေးစားမိခင်ကသူမရဲ့သမီးရင်းနဲ့တိတ်တဆိတ်လူစားလဲခဲ့တာကြောင့်မွေးစားမိခင်ရဲ့သမီးရင်းဟာချမ်းသာတဲ့ဘဝမှာစီးစိမ်ခံနေရတာဖြစ်ပါတယ်။ဒေါသထွက်သွားတဲ့ကောင်မလေးကမွေးစားမိခင်ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့မေးမြန်းတဲ့ခါမှာတော့မွေးစားမိခင်ကသူမကိုပါရိုက်လိုက်ပြီးဒီလောက်အထိကျွေးမွေးပြုစုလာတာကိုပဲကျေးဇူးတင်သင့်ပြီလို့ပြောဆိုလိုက်ပါတယ်။ဒီလိုဝမ်းနည်းစရာကောင်းတဲ့ဘဝဆက်ကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့ CEO ကြီးဟာသူမကိုလက်ထပ်ဖို့သဘောတူလိုက်ပြီးသူမရဲ့မိဘအရင်းတွေကိုပြန်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်